ဒီနေ့ဟောပေးခြင်းတဲ့တရားတော်မြတ်ကသေမင်းနဲ့ရင်ဆိုင်လာတော့ပါတယ်သေမင်းနဲ့ရင်ဆိုင်လာတော့ဆိုတဲ့ခေါင်းစည်းကိုတက်ပြီးတော့မိမိခန္ဓာနဲ့တွဲကနာယူကြမယ်ဘုရားရှင်ကမရဏတန္တကာလိသုတိသိကြတော့မယ်ဆဲဆဲသေမင်းနဲ့ရင်ဆိုင်တော့မယ်ဆဲဆဲခါ၌ကာမနိမိတ်နဲ့ဂတိနိမိတ်တံတိကာမနိမိတ်ဂတိနိမိတ်တို့သည်သဝန္တိသောဤလောကမှာဒီခုလောလောဆယ်တော့သိမတိတာလေးထိုင်မရထားမရအဲ့ဒီအချိန်လောက်ကြာကိုထိုင်လို့မကောင်းထားလို့မကောင်းတာတွေတွေ့ပြီးဆိုတော့မှလူတွေဟာမကောင်းတယ်လို့မှအဲ့ဒီမှာထင်တာတတ်ကြတယ်အဲ့ဒီချိန်တောင်မှပဲပြုစုစောင့်ရှောက်မှုပုဂ္ဂိုလ်တွေများရင်တော့မွေမျောပြီးနေသေးတယ်ဘဝတစ်ခုလုံးမှာလောကဓာတ်တရားကြီးကြီးမားမားမခံရသေးတဲ့ပုဂ္ဂိုလ်တွေဟာကိုယ့်ရဲ့ဘဝရဲ့နောက်ဆုံးအချိန်ကိုထိကိုယ်မတနာတတ်ကြဘူးမိမိကိုယ်မတနာပါပဲနဲ့လောကီအာယုတွေနဲ့အချိန်လေးကုန်ဖြုံးပြီးတော့နောက်ဆုံးမှာမရဏတန္တဇောတည်တော့မယ်ဆဲဆဲကြတော့မှတိုင်းလေးမမျောလဲမဲ့အိယာဘောထဲမှာလဲသွားပြီအသက်ကြီးအသက်ငယ်မကြီးမငယ်ပုဂ္ဂိုလ်တွေကံရဲ့စီမံကြီးတော့အိယာဘောထဲမှာဘုံလဲသွားပြီတည်တော့မယ်ဆဲဆဲလောကစကားနဲ့ပဲအသက်ငယ်နေတဲ့အချိန်ဟောဟဲနဲ့တော်ကြရင်ရက်တော့မရက်တော့ဖြစ်သွားပြန်ပြီတကြပေါ်လာပြန်ပြီအဲ့ဒီရှင်ဘလောက်ဆိုးလိမ့်မလဲဦးဒီအသက်တွေထားစရာမရှိဘူးတဲ့စိတ်လေးတွေကအသက်တစ်ချောင်းထားစရာမရှိလောက်အောင်နေစရာမရှိလောက်အောင်ထိပင်ပန်းလွန်လို့အဒုက္ခရောက်ပါတယ်မတည်နဲ့တည်တိုင်းအဲ့ဒီထဲမှာမစင်ကျင်ကြီးငယ်တွေဆွန့်ပြီးအဲ့ဒီမှာတည်သွားသွားချတာအလွန်ပင်ပန်းကြီးစွာဖြင့်တည်ခဲ့ရတဲ့ဘဝဒါပေမဲ့အဲ့ဒီတည်ကြည်ခြင်းပြီးတဲ့နောက်ွယ်